Assalamu alaikum 14ပါနော်ပြီးတော့မယ်ခင်ဗျအဲ့တော့ဒီ topic တစ်ခုပေါ့နော်ဘာကြောင့်ဖန်ဆင်းတယ်ဆိုတော့အပိုင်းပြီးတော့မယ်နော်အထက်ဖော်ပြပါအချက်လက်တို့ကိုထောက်ရှုပါလင်မှန်ကန်စီလျော်သည့်မိကွန်းတို့အတွက်အဖြေများရှိပါသည်မိကွန်းထို့သည့်ပု္ပ္ပာမှားနေလင်တော်၎င်းဖြေကြားသူလူသားညံမမီလင်တော်၎င်းအဖြေမထွက်လာနိုင်ပါဘာကြောင့်ဖန်ဆင်းသည်ကိုအပြည့်အဝမသိနိုင်တော့လဲအသိဉာဏ်ဦးစီးပြီးပုံစံဒီဇိုင်းကျနာစွာဥပရိတနိယာမတို့အတိုင်းတသွေမသိမ့်လိုက်နာဖြစ်ပျက်နေသည့်တဘာဝဓမ္မကြီးဧကံတည်ရှိနေကြောင်းကိုမူအားလုံးကလက်ခံထားကြပါကြောင်းတင်ပြရင်ညီကုန်းချုပ်ပါတယ်ဒါစာရေးသူကရေးထားတာပေါ့နော်အခုကျွန်တော်ဖတ်ပြသွားတယ်ဘာကြောင့်ဖန်ဆင်းသနည်းဆိုတဲ့နော်အပိုင်းမှာနော်ဒီသိပ္ပံအချက်လက်တွေနဲ့ပေါ့နော်တွေ့ရှိတဲ့အချက်လက်အများကြီးနဲ့ပေါ့နော်အထောက်အထားပေါင်းစုံနဲ့ပေးသွားပါတယ်နော်ဒါဝန်တီဟိုဒီကဘယ်လို fail ဖြစ်နေပြီဆိုတာတွေနော်ဘလို့မှဟိုမြောက်ကနေလူဖြစ်လာကြအကြောင်းမရှိဘူးဆိုတာတွေနော်သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေအများကြီးပါဗျနော်နောက်ပြီးတော့ DNA တွေနော် chromosome တွေလူရဲ့ chromosome နဲ့တိရစ္ဆာန်ရဲ့ chromosome နော် DNA မှာပါတဲ့အချိတ်ဆက်တွေကွင်းဆက်တွေဒါတွေဖြစ်လာဖို့ဆိုတာဗျဘလို့မှနော်ဟိုအုံဖွဆိုပြီးတော့ဖြစ်လာနိုင်ကြအကြောင်းမရှိဘူးခင်ဗျဒါကိုဟိုဉာဏ်စေစားတဲ့သူတွေစဉ်းစားလို့ရှိရင်သိလာနိုင်ပါတယ်သိနိုင်ပါတယ်နော်အဲ့တော့ဖန်ဆင်းမှုဝါဒကိုတည်တည်ချာချာလေ့လာမယ်ဆိုလို့ရှိရင်စမ်းစစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နော်ဟိုဘယ်လိုခေါ်မလဲဟိုမျက်စိမိတ်ဒုံးပိတ်ပြီးတော့ဗျာညင်းနေမဲ့စာနော်တည်တည်ချာချာလေးနော်လက်ရှိသိပ္ပံကပြောထားတဲ့အချက်လက်တွေရယ်နော်နောက်လာမဲ့သိပ္ပံရဲ့တွေးချက်တွေကလည်းပဲခင်ဗျဘလို့မှလွန်ဆန်ဖို့မဖြစ်နိုင်ပါဘူးနော်ဘလို့ဘာဖြစ်လို့လဲဆိုတော့ဒီဘယ်လိုခေါ်မလဲကြုံကြိုက်တိုက်ဆိုင်ပြီးတော့ဗယံပရာဖြစ်နေတယ်ဆိုတော့လောကကြီးဆိုတာမရှိပါဘူးခင်ဗျနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီထားလိုက်ပါတော့ဗျာသိပ္ပံနဲ့ပဲပြောမယ်နော်ဟိုနျူတန်ကတွေ့ရှိခဲ့တယ်ဆိုတော့နော်စัจ java လာရဲ့ဖွဲ့စည်းပုံတွေလိုက်ပြီးတော့ဗျာလိုက်ပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်နော်ဒီဂျိုတွေရဲ့ပတ်လန်းကြောင်းတွေအခုကျွန်တော်တို့ဗျာသင်နေရတယ်ဗျာ science မှာနော်ဂျိုတွေရဲ့ပတ်လန်းကြောင်းတွေထားပါတော့ဂျိုကိုလုံးပဲနော်အရင်တော့သိရတဲ့အတိုင်းဂျိုကိုလုံးပဲအခုထပ်တွေ့တဲ့ဂျိုတွေမပါသေးဘဲနဲ့ဂျိုကိုလုံးကပဲနော်သူ့လမ်းကြောင်းနဲ့သူလဲပတ်နေတယ်အဲ့လမ်းကြောင်းလေးမှာဗျာ1 cm နော်လေနည်းနည်းလေးရွေ့သွားရင်တော့မှကျွန်တော်တို့ကဘာနဲ့နေနေပေါ့နော်ဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့ကဘာနဲ့နေနေလဲပတ်နေတဲ့ဝင်ရိုးကနေပြီးတော့တဲ့နေဖြစ်စီကဘာဖြစ်စီပေါ့နော်1 cm လေးဝေးသွားလို့ရှိရင်ကျွန်တော်တို့ကဘာကအေးခဲသွားမယ်လုံးဝနော်လုံးဝ freeze ဖြစ်သွားမယ်အဲ့လိုပဲ1 cm လေးပို့ပြီးတော့အရှိကိုတိုးသွားမယ်ဆိုရင်လည်းပဲတဲ့နော်ဒီနေရဲ့အပူချိန်ကြောင့်ကျွန်တော်တို့ကဘာကြီးပြဖြစ်သွားနိုင်တယ်အဲ့တော့စဉ်းစားကြည့်ပါဗျာနော်ဒီလိုမျိုးသိပ္ပံပညာရှင်တွေကနေပြီးတော့အတိအကျတွေပြောနေတဲ့အချိန်မှာကျွန်တော်တို့ကနေပြီးတော့ဒီတိုင်းကြီးဖြစ်လာတာတဘာဝတရားမှာဟောဗျာစီးစနစ်ကျနာဆိုတာတည်ရှိနေတယ်ဗျာတဘာဝလို့ပြောရခြင်းအကြောင်းကိုပါစီးစနစ်ကျနာဆိုတာဖွဲ့စည်းတိစောက်ထားတာကိုပြောနေခြင်းဖြစ်တယ်ခင်ဗျာနော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်